လက်ရှိ season 41မှာဆိုရင်တော့အရင် season တွေမှာတောက်လျှောက် damage ကြမ်းပြီး pit rate များနေတဲ့ Granger တို့ Harry တို့သက်ဆိုင်ရင်အခု season 1မှာ Mia တို့ Hanabi တို့ကတော်တော်လေးကိုမြင်တွေ့လာရတယ်။အဲ့လိုထဲမှာလက်ရှိ season 1ပြန်စားပြီးတိတ်မကြခဲ့မှာ Mata ထဲမှာပျောက်နေတဲ့ Golden Batsman တချို့ကိုလည်းပြန်ကင်လာရတယ်။အဲ hero တွေကဘယ် hero တွေဖြစ်မလဲ။ပထမဆုံး hero ကတော့ Evertonတကယ်တမ်း Everton လို hero ကအားလီမှာပါ fan တော်တော်အဆင်ပြေသွားပြီးစေ့ဆော့နိုင်ရင်သူ့စီကပေးမဲ့ damage ကလည်းတော်တော်လေးကိုများတယ်ပြီးတော့ Everton ဆိုတဲ့ hero ကလမ်းလျှောက်ရင်ပစ်လို့ရတဲ့ hero ဖြစ်တယ်လို့သူပြစ်တဲ့ damage ကလည်းတစ်ခါပြစ်ရင် physical attack speed 55% ထွက်တယ်လို့နှစ်ချက်ပြစ်ရင် 110% ထိထွက်တယ်နောက်ပြီးသူ့အောက်ကအဝိုင်အောင်တန်းလေးပြည့်သွားရင်3ချက်ပြစ်တယ်အဲ့ချိန်ကျရင် 165% ဆိုတော့တော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့သူ့ရဲ့ skill 1ကလည်း area spell ဖြစ်တယ်လို့တည့်ရသူကလည်း physical defense ကို15ကနေ40ထိကို30ခန်းထိ short ခံရမှာဖြစ်ပါတယ် skill 2ဆိုရင်လည်းကိုကသုံးလိုက်ရင် 60% ထိ total physical attack ရမှာဖြစ်ပြီးတော့ physical damage ထိသွားတဲ့တစ်ဖက်အသင်းအနေနဲ့လည်း 40% လောက်ထိကို2စက္ကန့်လောက် slow ရမှာဖြစ်ပါတယ် Ultimate ဖြစ်တဲ့ heavy crossbow သုံးလိုက်မယ်ဆိုရင်လည်း10စက္ကန့်ထိအချိန်ရမယ်သူ့စီက movement speed နဲ့ physical attack ကိုပါပိုရမှာဖြစ်သလိုကိုယ့်ရဲ့ physical damage များရင်များသလို crossbow damage ကလည်းပိုများလာမှာဖြစ်လို့လက်ရှိ round မှာအကင်သုံး hero တစ်ကောင်ဖြစ်လာမှာပါနောက် hero တစ်ကောင်ကတော့ Betrayal ဆိုတဲ့ hero ကအခုနောက်ပိုင်းမှာသာကိုင်းရသူနဲလာပြီးမတာမှာပျောက်နေတာဗျာသူ့ရဲ့ lane ရှင်ထိနိုင်တာတွေဘတ်တဲမှာ damage ဘယ်လောက်ထိပေးနိုင်လဲဆိုတာကိုအများကြီးရှင်းပြနေကြတော့မလို့တော့ဘူးဗျာဒါပေမဲ့အခုနောက်ပိုင်းမှာသိတာလာတာတစ်ခုက Betrayal sniper တွေ shotgun တွေတက်စားရင်သူ့ရဲ့ malefic gun နဲ့ bombardment တို့ကိုတွဲပြီးဆော့တာတော်တော်လေးကို damage ပေးနိုင်တယ်လို့ပြစ်တဲ့ range ကလည်းအနည်းငယ်ဝေးတာကြောင့် Baroma နဲ့တွဲဆော့တော့တော်တော်လေးကိုအဆင်ပြေမဲ့ hero တစ်ကောင်နောက်ပြီးသူ့ရဲ့တွေးတက်ကလည်းတော်တော်လေးကိုကျန်တဲ့ golden marksman တစ်ကောင်ဖြစ်တာကြောင့်စော့ကြီးကိုအကြံပေးခြင်းနဲ့အဲ့ဒါကြောင့်မလို့ brother အနေနဲ့ရှေ့မှာ meta ဝင်နေတဲ့ Granger Harry Mia နဲ့ Hanabi တို့ထက်စားရင်အခုနောက်ပိုင်းမှာပါဒီ hero တွေကို run မှာဆော်ပြီးအနိုင်ယူဖို့ပြောကြရင်လည်းဒီ video လေးကိုဆုံးသက်ချင်ပါတယ်